အားလုံးမင်္ဂလာပါမနက်စာကိုကြက်ဥကြော်ကြီးနေတိုင်းစားရလို့ယူသွားပြီလားဒါဆိုဗီဒီယိုလေးအတိုင်းလိုက်လုပ်စားကြည့်ရအောင်ကြက်ဥနှလုံးကိုဖောက်ပြီးစားဟင်းခန့်အရသာစနွင်းတို့ကိုထည့်ပါမယ်ပြီးရင်တော့ကြက်ဥကိုခလောက်ပါမယ်ခလောက်နေစဉ်မှာတဲအိုးကိုအပူပေးပါမယ်အရက်ပလင်းနဲ့ထည့်ထားတဲ့စီကိုယူပါမယ်တဲအိုးထဲကိုကြက်ဥကြော်ဖို့ရန်အတွက်စီအနှဲငယ်ထည့်ပါမယ်စီပူလာရင်တော့ကြက်ဥထည့်ကြော်ပါတော့မယ်ခင်ဗျာကြက်ဥကြော်လေးကိုရီစားဟောင်းလိုမျိုးလေးပိုစေးချင်းအမျိုးမျိုးနဲ့ရိုက်နေပါတယ်ခင်ဗျာပြောရေးဆိုရင်ရီစားဟောင်းကိုခဏလွှမ်းလိုက်ပါအောင်မယ်နော်ရီစားဟောင်းကိုလွှမ်းရင်ကြက်ဥကတော့ကျက်သွားပါပြီခင်ဗျာကြက်သွန်လေးလီးမယ်ကြက်သွန်ပြူလေးမယ်ခရမ်းချစ်သေးနှုတ်ဆင်းမယ်ကြက်ဥကိုစီစစ်ထားပါမယ်ခင်ဗျာကလော်သေးကိုလည်းလီးထားပါမယ်နော်ဒီလိုပုံစံအတိုင်းလေးပါခင်ဗျာကြက်ဥကိုကကြီးနဲ့ကိုက်ပါတော့မယ်ကြက်ဥကိုကကြီးနဲ့ကိုက်တာကသူ့ကိုမေးရတာလောက်ခက်တယ်လို့မထင်ပါဘူးခင်ဗျာခုနကနှုတ်ဆင်းထားတဲ့အစာပလာတွေကိုကြက်ဥပေါ်ကိုတင်ပါမယ်နော်နှမ်းစီပွဲအနှဲငယ်ပေါက်ပါမယ်ဟင်းခဲအရသာနဲ့စားတို့ကိုလိုတလို့ထည့်ပါမယ်အရှင်ကြရင်တော့တမယာသီးတစ်စိမ့်ညှစ်ပါကြက်ဥတွေကိုအရသာစိတ်ဝင်အောင်လို့တေချာလေးနယ်ပေးပါမယ်မိမိစိတ်တိုင်းကျိုင်းနယ်ပြီးသွားပြီဆိုရင်တော့ဒီလိုပုံစံလေးစားလို့ရပါပြီဗျာ